မပဲတီးတောက်နေရရင်ပြောနေတဲ့ကလေးမပါကလေးမလည်းမတီးထိမ့်မဲ့သူမရှိဘူးနော်။ထိန်းကြပါအောင်။အသက်ကကြီးနေပြီအခုထိကလေးစရာမကုန်သေးဘူး။အသက်ကအပြူကြီးစင်းထဲဝင်နေပြီသူနဲ့ရွေသူတွေဆိုရှင်ကလေးလေး9ယောက်နဲ့ဟိုမှာလှုပ်ရှုံနေလို့မိဖို့ချောင်းနဲ့ကလေးတွေလိုက်ကြည့်ပြီးမှဖြစ်တော့ကလေးကစားကွေးမှာတော်တော်ထဲကလေးလုံနေရလာထိန်းကြပါအောင်ရှင်ဒီမှာကလေးမလေးစော့နေပါတယ်ဒီမှာထိန်းမနိုင်တော့လာထိန်းကြပါအောင်မတူကလေးလည်းမသိဘူးကလေးပြိုကြီးလားမသိဘူးနော်လာထိန်းကြပါအောင်ဒီနေ့ရီးစားဖြစ်မဲ့တော့တော်တော်မလွယ်ဘူးနော်အမြဲတမ်းကင်မရာမဲလုပ်နေရမယ်နော်မင်းသမီးလည်းမဟုတ်ဘူးအမြဲတမ်းရှူတင်ရိုက်တာလည်းမဟုတ်အမြဲတမ်းတော့ဗီဒီယိုတွေလက်ရိုက်ပေးနေရမယ်ဒီလိုကောင်မလေးမကြိုက်ကြနဲ့နော်ဒေတာဆိုတော့တိခတ်နိုင်မှာမဟုတ်တော့ပေလာတဲ့ပုံရိုက်တယ်သူရီးစားဆိုလို့ရှိရင်တော့အမြဲတမ်းကင်မရာမဲလုပ်ပေးရမှာလေနော်ကြားတဲ့လက်ကင်မရာမဲလုပ်ရမှာပဲစားချင်တာလဲဝယ်ကြည့်ရမယ်မွေကြည့်ဆိုရင်စိတ်ကောက်အောင်မယ်ငိုအောင်မယ်တော်တော်မလွယ်တဲ့ကလေးမပါဟဲ့လာထိန်းကြပါအောင်လာထိန်းကြပါအောင်မလွယ်ဘူး